အားဝင်မိကပါကျွန်တော်တော့ရှိကြည့်ရဖြစ်ပါတယ်ကျွန်တော်ဒီရက်ပိုင်းပြောင်းနေတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာအားတဲ့အတွက်ကြောင့်မို့တော့ဒီနေ့ကျွန်တော်အားတဲ့အတွက်ကြောင့်မို့ကျွန်တော် game tower 3လေးနဲ့ script ပေါ့နော် script overclock script file 3လေးကိုပြပြပါမယ်ဖြစ်ပါတယ်ဒီသုံးနေနဲ့ကြောက်ပေါ့နော်လိုအပ်တဲ့ tool လေးတွေကိုကျွန်တော်ရဲ့ Telegram မှာပုံမှန်တိုင်းပဲတင်ပေးထားပါတယ် Telegram channel လေးတွေကိုလည်း comment မှာချပေးထားပါမယ်ဒီသုံးနေနဲ့ကြောက်ရပေါ့နော်ဇက်ဤဂိုင်တာ ribbon game tower လေး3လေးပြပြပြီနော်နောက်ရက်ချက်ဝင်Okay ဒီမှာတော့ကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ Ultra Bow Balance Power Saving ပေါ့နော်အဲ costume တွေပါရသုံးလို့ရပြီပေါ့နော်အဲ costume တွေချက်နေမယ် Okay ဒီနေရာမှာဆိုလို့ရှိရင် brother အနေနဲ့ကဒီနေရာမှာကိုဖုန်းရဲ့ brand ဒီပါထည့်ပေးပြီးလို့ရှိရင်ကိုပဲဖုန်းရဲ့ performance လို့ဘလို့performance လို့လိုချင်တယ်ဆိုတော့ပေါ့နော်မှာကိုကြိုက်တဲ့ဖုန်းကိုရွေးပြီးလိုက် Okay ရေးဝဲဆိုလို့ရှိရင်ဒီရောက်ကကောင်လေးကိုဆက်ဖွင့်ဝဲဆိုလို့ရှိရင်ဒီနေရာမှာကိုကြိုက်တော့ပေါ့နော်ကိုကြိုက်တော့ထား Okay ဒီနေရာမှာလည်းဒီ browser အနေနဲ့ကျွန်တော်ထားသူပဲထားပြီးတာပါဒီနေရာမှာဆိုရင်လည်းဒီຢာတွေအကုန်လုံးဖွင့်ပေးထားပါတော့လို့ရှိရင်ဒီနေရာကောင်ကို performance ထားပေးတာပါဒီရှိ memory နဲ့ terminal မှာကြတော့ဘာသာအနေနဲ့ဒါလေးတွေအကုန်ဖွင့်ပေးတာပါလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အပေါ်ဆုံးတစ်ချက်ပြနေပြီးလို့ရှိရင်ဒီက Apple Tree ဆိုတဲ့ကောင်လေးပေါ့နော်အဲကောင်လေးချက်နေဒီခဏဆောက်လိုက်ပါဘာသာအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းလို့ရပါတယ်ဝစ်ဒါလို့ရှိရင်တော့တုံးနေပေါ့နော်ဒီကိုပုံစံလေးချက်နေဒီရင်ကျောင်းပေါ့နော်အများကြီးချက်ပြန်ထွက်လိုက်မယ်ဒီရှင်ကအဲ့ဆိုကောင်လေးချက်မယ်ဒီရှင်ကိုစောမယ်ပေါ့နော်ကိုစောမယ်ကိုချက်လိုက်ဒီရှင်ဒီမှာ memory clear လုပ်ရှင်လို့ဆိုလို့ရှိရင်လုပ်ရပါတော့ဒီရှင် play now ပေါ့နော် play now ကိုနှိပ်လိုက်တာနဲ့စော့ရရတယ်ပေါ့နော်ဒါတော့လည်း Okay ဒါဆိုတော့ဒါဂိမ်းတောက်ပြီးတော့လို့ပေါ့နော်ဒီနောက်တစ်ခုကတော့ပေါ့နော် overclock new update script file 3လေးပေါ့နော်ဒီလိုအနေနဲ့ကျွန်တော်တို့ကတော့ configuration ဝင်ဒီရှင် overclock file လေးကို script file လေးကိုinstall ဆက်လုပ်ရမယ်ဒီရှင်ဒီကောင်ပေါ့နော်ချက် copy လိုက်ပါ copy လိုက်ဆိုလို့ရှိရင်ကျွန်တော် device store တွေဟောဒီညာရောက်ပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီရောက်ကအစဲလေးကိုရှင်းနေပြလိုက်ပါခဲပေါ့နော်ဒါဆိုရင်ကျွန်တော်ချက်လို့ရှိရင်ကျွန်တော်တို့ရှိမှာ anti manager ဆိုတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကိုရှိဖို့လည်းလိုပါလိမ့်မယ်မရှိသေးဘူးရှိရင်ကျွန်တော်ရဲ့ Telegram channel ဒါမှမဟုတ်လို့ရှိရင် Play Store တို့ App Store တို့မှာတက်တောင်းလို့ရပါတယ်ပြီးရှိကျွန်တော်ဒီဘက်တစ်ချမ်းပါဒီဘက်တစ်ချမ်းကိုတစ်ချက်ကြည့်မယ်အော်ဒီ channel ဆွဲချလိုက်အောင်နော်ဒီမှာကျွန်တော်ရဲ့ script file ကချက်နေမယ်ပြီးရှင်ကျွန်တော်ဒီကပါနော် script floater လေးကိုပေါ့နော်ချက်နေလိုက်ပြီးရှင် excuse ဆိုတဲ့ကောင်လေးချက်နေအဲ့ဒီနေရာမှာ password ထည့်ရမှာပါsorry Okay password က ZEHPOAI ပေါ့အဲ့လိုရိုက်ထည့်လိုက်ပြီးလို့ရှိရင်ဒီရောက်ကများကြီးရှင်းနေလိုက်ပါတော့ Okay ဒီညမှာကိုစော့မဲ့ဂိမ်းပေါ့နော်ကို target ထားပြီးတော့စော့မဲ့ဂိမ်းရဲ့ packet name ကိုထည့်ရမှာပါ packet name ကဘယ်လိုရှာမလဲဆိုတော့ကျွန်တော်တို့ပေါ့နော် Chrome သုံးမလို့ browser အဲ့ထဲဝင်ပြီးလို့ရှိရင်packet name အော်เนาะအဲ့လိုရေးပြီးလို့ရှိရင်
အနောက်မှာပေါ့နော်ကိုစော့ကျင်တဲ့ပေးဦးကြီးတာပေါ့လို့ရှိရင်ပေါ့နော်ကိုperformance မေ့ကျင်တဲ့ game ပေါ့နော်ဝိုင်းချက်ဆိုဝိုင်းချက်ပတ်ကြည့်ဆိုပတ်ကြည့်ပေါ့နော်ရက်ချလိုက်ပါတော့ကျွန်တော်ကဝိုင်းချက်ကိုရွေးလိုက်ပါမယ်ဒီပေါ့နော်ဒီမှာကြောပေါ့နော်ဒီအပွားကောင်လေးချက်နေလိုက်ပေါ့နော်ဒီမှာကြောဝိုင်းချက်မှာဆိုလို့ရှိရင် US version ရှိမယ်ပေါ့နော်official version တွေရှိမယ်ပေါ့နော်ကြောပေါ့နော်အပွားကောင်လေးချက် copy လုပ်လိုက်မယ်ဒီ copy လုပ်လိုက်ဆိုလို့ရှိရင်ကြောပေါ့နော်ခေါင်းရပြန်သွားပြရှင်ရောနော်ကျွန်တော်ဒီနေရာမှာကြော copy လာရဲ့ဟာချက်ထည့်ပေးလိုက်ပါโอเคတဲခွဲဆိုလို့ရှိရင်ကျွန်တော်မြားလေးချက်နေလိုက်ပါโอเคပေါ့နော်ဒါဆိုရင်တော့ရပြီပေါ့နော်ဟာလေးဖွင့်ပြီးတော့ဖွင့်ချင်တဲ့ဟာလေးဖွင့်ပြီးတော့လုပ်လို့ရရပါတော့โอเคကျော်ဝမ်းပေါ့နော် performance လေးချက်ညှိလိုက်မယ်သိရှင်ကျော်နံပါတ်4 GPU တွေပါပေါ့နော် GPU တွေပါရေးမာက browser အနေနဲ့ကိုCPU မှတ်ဟာလေးဖွင့်ပြီးတော့ဆော့ပါနော်ဒီဘာသာအနေနဲ့ဒါတွေအကုန်လုံးကိုဖွင့်ဝိုင်းဆိုလို့ရှိရင်ဟိုတော့တစ်ချက်အဲ့ကလော်လေးနဲ့ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုပေါ့နော် eraser လုပ်ပေးလိုက်အဲ့လိုထွက်ဝိုင်းဆိုလို့ရှိရင်ဘာသာအနေနဲ့ကကျွန်တော်ပေါ့နော် reboot share ပြန်လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် reboot လုပ်ဝိုင်းဆိုလို့ရှိရင်ဘာသာအနေနဲ့ game ကိုအဆင်ပြေပြေနဲ့ solve ရရပြီပေါ့နော်အဲ့ဒီနှစ်ခုတွဲပြီးတော့သုံးပြီး